ရှေးဥစွာဘုရားသခင်ရဲ့ဂုဏ်ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီကနေ့မနေ့မှာကျွန်တော်တို့ဝိညာဉ်ရေးရာမှာစင်ကြင်စရာပြင်ဆင်ခွန်အားယူဖို့ရန်အတွက်နှုတ်ကပတ်တော်မြတ်တစ်ပိုက်ကိုဖတ်ကြားလိုပါတယ်တမန်တော်ဝတ္ထုခန်းကြီး28ခန်းငယ်9ဖြစ်ပါတယ်ပေါလုသည်မွေကိုမိထဲသို့ခါချ၍အဘယ်ဘေးများမတင်ဖတ်တော်နှုတ်ကပတ်တော်အားဖြင့်အရောက်စီတိုင်းအသက်တာမှာဘုရားသခင်စကားပြောပါစေဒီနေ့ကျမတို့ရဲ့ဘဝအသက်တာထဲမှာလဲအန္တရာယ်ရှိတဲ့အရာတွေအခက်အခဲတွေပြဿနာတွေမကောင်းသောအမှုတွေကိုခါချတတ်တော်သူဖြစ်ဖို့သိအရေးကြီးပါတယ်လက်ဆင့်ကမ်းတော်သူမဟုတ်ဘဲနဲ့မကောင်းသောအမှုတွေကိုငြိမ်းစေတော်သူခါချတတ်တော်သူဖြစ်ဖို့အမတန်မှအရေးကြီးပါတယ်ဘာကြောင့်လဲဒီလိုခေတ်ဒီလိုအချိန်ဒီလိုကာလမှာမကောင်းသောအမှုအမျိုးမျိုးရင်ဆိုင်နေရတဲ့လူတိုင်းရင်ဆိုင်နေရတဲ့အချိန်ကာလဖြစ်ပါတယ်။တိုးတော်လဲဒီနေ့နှုတ်ကပတ်တော်ဆင်ခြင်တဲ့အခါမှာတမန်တော်ကြီးရှင်ပေါလုဒီလည်းပဲဒီနေ့အနားမှာလူတွေပတ်ပတ်လဲမိလှုံနေပါတယ်။တိုးတော်လဲသူရဲ့လက်ပေါ်ကိုမွေတက်လာတဲ့အခါမှာတဲ့ထိုမွေကိုတဲ့နော်မိထဲသို့ခါချတကဲ့သို့ဒီနေ့ကျမတို့ရဲ့အသက်တာထဲမှာလည်းရင်ဆိုင်ကြုံတွေ့ရတဲ့အခက်အခဲတွေပြဿနာတွေအန္တရာယ်တွေဒုက္ခတွေမကောင်းတဲ့အမှုတွေကိုလည်းခါချတတ်သောအသက်တာဖြစ်ဖို့အမှန်တမ်းအရေးကြီးပါတယ်။ဒီနေ့ဝမ်းနည်းစရာကောင်းတာလူတချို့ကအခက်အခဲတွေပြဿနာတွေဆိုရင်မခါချဘဲနဲ့နော်သူတစ်ပါးကိုလက်ဆင့်ကမ်းပြီးမှသူတစ်ပါးရဲ့မိသားစုအသက်တာတွေထဲမှာသူတစ်ပါးရဲ့အသက်တာတွေထဲမှာကိုမကောင်းတဲ့အမှုတွေကိုလက်ဆင့်ကမ်းတဲ့ချင်းဖြင့်ပွားများစေတာကိုဒီနေ့ကျွန်တော်တို့ဝမ်းနည်းစရာကြုံတွေ့ရပါတယ်ချစ်တော်ညီကိုမောင်နှမများဒီနေ့ကျမတို့ရဲ့ဘဝအသက်တာထဲမှာဝိညာဉ်ရေးရာမှာမိသားစုမှာအသင်းတော်မှာသာသနာမှာမိရဲ့အိမ်တော်စုအသက်တာမှာပတ်ဝန်းကျင်မှာဘယ်လိုနေရာမှာပဲဖြစ်ပါစေအခက်ခဲတွေပြဿနာတွေကြုံတွေ့ရမှာဖြစ်ပါတယ်ဆိုးရုပ်သောကာလကြီးဖြစ်တော့ကြောင့်ကျွန်တော်တို့မတွေ့ချင်းလဲတွေ့ရမယ်မမြင်ချင်းလဲမြင်ရမယ်မကြုံချင်းလဲကြုံရမှာဖြစ်ပါတယ်တိုးတော်လည်းပဲဒီနေ့တမန်တော်ကြီးရှင်ပေါလုဒီအန္တရာယ်ပြဿနာကိုခါချတတ်တဲ့ကဲ့သို့ဒီနေ့တင်တဲ့ကျွန်တော်ရဲ့ဘဝအသက်တာထဲမှာလည်းဒီနေ့ခါချတတ်တော်သူဖြစ်ပါမည်အကြောင်းဒီနေ့နှုတ်ကပတ်တော်အားဖြင့်အားပေးခြင်းဖြစ်ပါတယ်ချစ်တဲ့ညီကိုမောင်နှမများဒီကနေ့ကိုယ့်အမှုရာကိုထာဝရဘုရား၌အလောဘုရားသခင်အရှိမမကောင်းသောအမှုရာတွေပြဿနာတွေခါချတတ်တဲ့အသက်တာဖြစ်ဖို့အမတန်မှအရေးကြီးပါတယ်တို့မှသာလင်ဒီနေ့ကျမတို့ရဲ့ဘဝအသက်တာထဲမှာဘုရားကိုနှစ်သက်စေသောအသက်တာနဲ့ဘုရားရဲ့အကြံစီဘုရားရဲ့အလိုတော်ဘုရားရဲ့နာမတော်ဘုရားရဲ့ဘုန်းတော်ကိုလည်းထင်ရှားစေသောအသက်တာဖြစ်လာမယ်ဆိုတာကိုဒီနေ့အားပေးခြင်းနဲ့နှိုးဆော်ခြင်းပါတယ်ချစ်တော်ညီကိုမောင်နှမများဒီနှုတ်ကပတ်တော်အားဖြင့်ဒီနေ့ကျမတို့ရဲ့ဝိညာဉ်ရေးရာမှာခါချတတ်တဲ့အသက်တာဖြစ်ဖို့အမတန်မှအရေးကြီးတယ်မကောင်းသောအမှုရာတွေကိုခါချတတ်ပြီးမှဘုရားရှင်ဘုံဘုရားအကျံစီဘုရားအလိုတော်မိမိရဲ့အသက်တာထဲမှာသူတစ်ပါးမြင်တွေ့စေဖို့မိမိရဲ့အသက်ရှင်ခြင်းအစီခံခြင်းကလည်းသူတစ်ပါးကိုကောင်းကြီးဖြစ်ပြီးမင်္ဂလာဖြစ်ဖို့ရန်အတွက်ဒီကနေ့တင်တဲ့ကျွန်တော်ကပြဿနာနဲ့အန္တရာယ်တွေအခက်အခဲတွေမကောင်းမှုအလုံးစုံကိုငြိမ်းစေတော်သူအဖြစ်နဲ့မြေကြီးပေါ်မှာဘုရားသခင်ကအသက်ရှင်ခွင့်ပေးထားတယ်ဆိုတာကိုဒီနေ့ကျွန်တော်တို့နားလည်ဖို့ဖြစ်ပါတယ်ချစ်တဲ့ညီကိုမောင်နှမများဆိုးရုပ်တဲ့ကာလကြီးမှာသင်ကဘုရားရဲ့အကြံစီနဲ့ဘုရားရဲ့အလိုတော်ဘုရားရဲ့နာမတော်ဘုရားရဲ့ဘုန်းတော်ကိုမြေကြီးပေါ်မှာထင်ရှားစေခြင်းအဖို့လို့ကဘုရားသခင်ကအသက်ရှင်ခွင့်ပေးထားပါတယ်။ဒါကြောင့်မလို့တမန်တော်ကြီးရှင်ပေါလုရဲ့အသက်တာထဲမှာလည်းသူသည်လူတွေအတွက်အကျိုးပြုတော်သူလူတွေကိုကောင်းချီးမင်္ဂလာဖြစ်စေတော်လူတွေကိုဘုရားနဲ့ဆက်သွယ်ပေးတော်သူဖြစ်တယ်ဆိုတာကိုဒီနေ့ကျွန်တော်တို့ဝိညာဉ်ရေးရမှာပြောစရာမရှိပါဘူး။ထို့သောကြောင့်ချစ်တဲ့ညူတင်တဲ့ကျွန်တော်ရဲ့အသက်တာထဲမှာလည်းဘယ်လိုအခြေအနေမျိုးမှာပဲရှိနေပါစေဘယ်လိုပြဿနာတွေနဲ့အန္တရာယ်တွေနဲ့အခက်အခဲတွေနဲ့ဒုက္ခအမျိုးမျိုးထဲမှာရှိပါစေသင်ရဲ့အခက်အခဲပြဿနာဒုက္ခတွေကိုသူတစ်ပါးကိုလက်ဆင့်ကမ်းတော်သူမဟုတ်ပဲနဲ့သင်ရဲ့အခက်အခဲဒုက္ခပြဿနာတွေကိုဘုရားသခင်အရှိမခါချတတ်တော်သူမကောင်းသောအမှုကိုငြိမ်းစေတော်သူဖြစ်ဖို့ဒီကနေ့ဘုရားသခင်အလိုရှိတယ်ဆိုတာဒီနေ့နှုတ်ကပတ်တော်အားဖြင့်အားပေးခြင်းပါတယ်ချစ်တော်ညီကိုမောင်နှမများဒါကြောင့်မလို့ကျမတို့ယုံကြည်သူဘုရားသားသမီးတို့သည်မကောင်းသောအမှုကိုငြိမ်းစေတော်သူဖြစ်တယ်မကောင်းသောအမှုရာအန္တရာယ်အခက်ခဲတွေကိုခါချတတ်တော်သူဖြစ်ဖို့ရန်အတွက်ဒီနေ့နှုတ်ကပတ်တော်အားဖြင့်
အားပေးချင်ပါတယ်ဒီနှုတ်ကပတ်တော်အားဖြင့်ကျွန်တော်တို့စင်ကြယ်နှလုံးသွင်းတဲ့အခါမှာမိသားစုထဲမှာဒီနေ့ကျွန်တော်ကျမတို့ရဲ့ဝိညာဉ်ရေးရာမှာအသက်တာတွေအထဲထဲမှာအသင်းတော်တွေအထဲထဲမှာဒီလိုဆိုးရုပ်နေတဲ့ကာလကြီးထဲမှာအမျိုးမျိုးမြင်ရကြုံရတွေ့ရတဲ့အခါမှာဒီနေ့သင်နဲ့ကျွန်တော်ဒီတမန်တော်ကြီးရှင်ပေါလုခါချတတ်တဲ့ကဲ့သို့သင်နဲ့ကျွန်တော်ဒီလည်းပဲပြဿနာအခက်ခဲအန္တရာယ်တွေကိုမကောင်းမှုအလုံးစုံတို့ကိုချုပ်ငြိမ်းစေပြီးမှခါချတတ်တော်သူဖြစ်ပါမည်အကြောင်းဒီနေ့နှုတ်ကပတ်တော်အားဖြင့်အနေငယ်ခွန်အားပေးဝိညာဉ်တိုက်တွန်းခြင်းဖြစ်ပါတယ်နှုတ်ကပတ်တော်အားဖြင့်အရောက်စီတိုင်းအသစ်တပံတော်တင်ဖွင့်ပြကောင်းကြီးရှိပါစေ